ဒီနေ့ခေတ်မှာ AI ကဘာသာပြန်ပေးနေတာပဲဘာသာစကားအသစ်တွေသင်ဖို့လိုသေးလားဒါကတော်တော်လေးစိတ်ဝင်စားရကောင်းတဲ့မိကွန်းတစ်ခုပဲဒီအကြောင်းအရာကိုအတူတူအဖြေရှာကြည့်ကြရအောင်ဆိုတော့လေကို့ဖုန်းထဲက app တစ်ခုကချက်ချင်းဘာသာပြန်ပေးနိုင်နေပြီဒီလိုခေတ်ကြီးတဲ့မှာဘာသာစကားအသစ်တစ်ခုသင်ဖို့အချိန်နဲ့ပိတ်ဆန်နေအကုန်ခံရတာတကယ်ပဲတန်သေးရလားဒါကအခုချိန်မှာတော်တော်များများမင်းနေကြတဲ့မိကုန်းပဲလေဒါပေမဲ့အလီဘာဘာကိုတီထောင်ခဲ့တဲ့ Jack Ma ကတော့ဒီမေးခွန်းနဲ့ပတ်သက်ပြီးလူတွေများစုထင်ထားတာနဲ့လုံးဝကိုစန့်ကျင်ဘက်ဖြစ်နေတဲ့အဖြေတွေကိုပေးထားတယ်။အဲ့ဒါကဘာလဲဆိုတာလာကြည့်လိုက်ကြရအောင် ။ तू ကဘာပြောလဲဆိုတော့မဟုတ်ဘူး။ဒါကဘာသာစကားအကြောင်းမဟုတ်ဘူး။ယဉ်ကျေးမှုအကြောင်းပါတဲ့။ဟာဒီစကားတစ်ခုနဲ့အနည်းအားလုံးကိုပြောင်းပြန်လန့်လိုက်တာပဲ။ Jack Ma တို့ကတော့ဘာသာစကားတင်တယ်ဆိုတာစကားလုံးတွေအလိုကျက်နေတာမဟုတ်ဘူး။လူတွေသူတို့ရဲ့အတွေးခေါ်တွေဒလိထုံးစံတွေကိုနားလည်ဖို့တကောက်ဖွင့်ပေးတဲ့တောတစ်ချောင်းလိုပဲတဲ့။ကဲဒါဘာသာစကားအကြောင်းမဟုတ်ပါဘူးဆိုတော့သူတကယ်တမ်းပါကိုဆိုလို့ချင်တာလေအသေးစိတ်လေးကြီးလိုက်ကြစို့ဟုတ်ပြီလူများစုကဘာသာစကားကိုဘယ်လိုမြင်လဲဘာသာပြန်ဖို့တူးတစ်ခုလိုပဲသဘောထားကြတာပေါ့ဒါပေမဲ့ Jack Ma ကတော့ဒီလိုမဟုတ်ဘူးသူကလုံးဝကိုကွဲပြားတဲ့ရှုထောင်းကနေကြည့်တယ်သူ့တဲ့ဘာသာစကားဆိုတာကလည်းလူနှစ်ယောက်ကြားနိုင်ငံတစ်ခုကြားမှာလေးစားမှုနဲ့နားလည်မှုတရားထိုးပေးတဲ့အရာတစ်ခုဖြစ်နေတယ်ဒါလီ domino effect လို့ပဲတစ်ခုနဲ့တစ်ခုဆက်နေတာဘာသာစကားကိုသင်လိုက်တယ်အဲ့ဒီကနေတဆင့်သူတို့ရဲ့ယဉ်ကျေးမှုကိုနားလည်လာတော့ယဉ်ကျေးမှုကိုနားလည်လာပြီဆိုတာနဲ့လေးစားမှုဆိုတာကအလိုလိုပါလာတာအဲ့ဒီလေးစားမှုကနေမှတကယ်ကိုခိုင်မာတဲ့ပူးပေါင်းဆောင်ရွက်မှုတွေဖြစ်လာနိုင်တယ်လို့ဂျက်မာကယုံကြည်ထားတာဆိုတော့ဒါကစကားပြောတဲ့ယုံထက်အများကြီးပိုနေတယ်ဗျကဲဒါတွေကစာထဲမှာပဲရှိတဲ့ theory တွေကြီးပဲလားအဲ့လိုတော့လည်းမဟုတ်ဘူးကျဲမာရဲ့ကိုပိုင်ဘွားဇက်ကြောင်ကိုကြည်လိုက်ရင်လေဒီအမြင်တွေကသူ့ရဲ့လက်တွေ့အတွေ့အကြုံတွေကနေထွက်လာတာဆိုတာကိုတွေ့ရမှာပါ Jack Ma ဆိုတာကလေတက်ကတူဝင်ခွင့်တွေအလုတ်လျှောက်တားတဲ့အချိန်ချင်းကြာရှုံးခဲ့မှုတဲ့သူပါဒါပေမဲ့သူ့ဘဝကိုလုံးဝပြောင်းလဲသွားစေခဲ့တဲ့အရာတစ်ခုရှိခဲ့တယ်အဲ့ဒါကတော့အင်္ဂလိပ်စာကိုကိုယ်တိုင်လေ့လာခဲ့တာပဲဒါပေမဲ့ကျောင်းစာအုပ်ထဲကနေကြက်တာမျိုးမဟုတ်ဘူးเนาะနိုင်ငံခြားသားခရီးသွားတွေနဲ့တကယ်စကားပြောရင်းသင်ယူခဲ့တာအဲ့တော့သူ့အတွက်ဘာသာစကားဆိုတာလူတွေနဲ့သူတို့ရဲ့ယဉ်ကျေးမှုကိုတိုက်ရိုက်နားလည်ဖို့တကားပေါက်ကြီးတစ်ခုဖြစ်လာခဲ့တာသူပြောတဲ့စကားတစ်ခွန်းရှိသေးတယ်ကျွန်တော်ကဘာသာစကားကိုသင်နေတာမဟုတ်ဘူးယဉ်ကျေးမှုကိုသင်နေတာတဲ့တော်တော်လေးကိုပြောရဲဆွဲရှိတဲ့စကားပဲသူကဘာဆက်ပြောလဲဆိုတော့နိုင်မချားမှာအကြောင်းတော့တက်ခဲ့တဲ့သူတွေထက်တောင်အနောက်တိုင်းယဉ်ကျေးမှုကိုသူကပိုနားလဲတယ်ဗျာဘာကြောင့်လဲဆိုတော့သူကစာမေးပွဲအောင်ဖို့စကြက်ခဲ့တာမဟုတ်တာလူတွေနဲ့တကယ်ထိတွေ့ဆက်ဆံပြီးသူတို့ရဲ့အတွေ့အခေါ်တွေသူတို့ရဲ့ဟာသားတွေသူတို့တန်ဖိုးထားတဲ့အရာတွေကိုနားလည်ဖို့ကြိုးစားခဲ့လို့ပဲတဲ့ဟုတ်ပြီဒါဆိုရင်ဒီလိုယဉ်ကျေးမှုကိုနားလည်တာကလက်တွေ့စီးပွားရေးလောကမှာကိုဘလို့အကျိုးသက်ရောက်မှုရှိနိုင်မလဲJack Ma တော့အဖြေကရှင်းရှင်းလေးပဲ Jack Ma ရဲ့ formula ကရင်းရှင်းလေးစားမှုအဲ့ဒီကနေ mix တွေဖြစ်လာတယ် mix တွေရှိလာပြီဆိုရင်စီးပွားရေးအခွင့်အလမ်းတွေအလိုလိုရောက်လာရောသူ့အမြင်ကတော့ရှင်းရှင်းပဲ mix တွေမရှိဘဲနဲ့တော့စီးပွားရေးလုပ်လို့မရဘူးတဲ့ဒီတော့ပါပဲဒါပေမဲ့ခဏလေးဒီအမြင်ကစီးပွားရေးမှာပဲမှန်တာလားကမ္ဘာအဆင့်နိုင်ငံကောင်းဆောင်တွေကြားကတန်တမာရေးရလို့အမြင့်ဆုံးအဆင့်တွေမှာတော့ဒီနီးကအလို့ဖြစ်ပါမလားဒီချက်ကိုခဏလောက်စဉ်းစားကြည့်ကြရအောင်တချင်ကလည်း American တမန် Richard Nixon ကတရုတ်စကားတစ်လုံးမှမပြောတတ်ဘူးတရုတ်ခေါင်းဆောင်မောင်စီရုံးကလည်းအင်္ဂလိပ်စကားမတတ်ဘူးဒါပေမဲ့သူတို့နှစ်ယောက်ဟာရန်ဘတ်နိုင်ငံကြီးနှစ်ခုကြားမှာတမိုင်းဝင်တဲ့ဆက်ဆံရေးတစ်ခုကိုတည်ဆောက်နိုင်ခဲ့တယ်ဘယ်လိုလုပ်ပြီးဖြစ်နိုင်ခဲ့တာလဲဒါကဘာသာစကားထက်အများကြီးပိုအရေးကြီးတဲ့အရာတစ်ခုရှိနေတယ်ဆိုတော့ကိုတက်တည်ပြနေတာပဲမဟုတ်လားအဲ့ဒါကြောင့်ပဲဂျက်မာကောက်ချက်ချလိုက်ကတကယ်ဆက်သွယ်ရေးရဲ့အဓိကတော့ချက်ဆိုတာစကလုံးတွေမဟုတ်ဘူးတဲ့သူညီရဲ့ရီမန်းချက်သူညီတဲ့အနာဂတ်ကျင်ကိုမျှဝေနိုင်ဖို့ပဲတဲ့အဲ့ဒီအရာသာရှိနေရင်ဘာသာစကားဆိုတဲ့အတာအစီးကိုလွယ်လွယ်ကူကူကြော်လွှားနိုင်တယ်လို့သူကဆိုလိုတာပါဒါဆိုရင်ဒီချက်တွေအားလုံးကိုခြုံပြီးပြောရရင်ဘာကိုနားလည်လိုက်ရတယ်လဲတကယ်ကိုကျွမ်းကျင်တယ်ဆိုတာဘာကိုဆိုလိုတာလဲတကယ်ဆက်သွယ်ရအစ်အမှန်ဆိုတာကလေစကလုံးတွေကိုဘာသာပြန်ပေးုံလောက်နေမပြီးဘူးအဲ့ဒီတိုင်းအများကြီးပို့ပါတယ်ဒါနဲ့ဆိုင်တဲ့နားလည်မှုတစ်ခုပဲတစ်ဖက်လူရဲ့ခေါင်းထဲမှာဘာတွေတွေးနေလဲသူတို့ရဲ့လလုံးသားထဲမှာဘာတွေခံစားနေရလဲဆိုတာကိုထွင်းဖောက်မြင်နိုင်တဲ့အထိနားလည်ပေးနေတာကိုဆိုလိုတာပါနောက်ဆုံးမှာတော့ Jack Ma ကလက်တွေ့ချတဲ့အကြံဉာဏ်လေးတစ်ခုပေးခဲ့ပါတယ်လူတိုင်းကဘာသာစကားကျွမ်းကျင်သူကြီးတွေဖြစ်နေစရာမလိုပါဘူးတဲ့ကိုတကယ်တော်တဲ့အရာကိုတကယ်ချစ်မနိုးတဲ့အရာကိုပဲအာယုံဆိုင်လုပ်ပါတဲ့အဲ့ဒီကနေတဆင့်တန်မှုတစ်ခုကိုဖန်တီးနိုင်မယ်ပြီးတော့တခြားသူတွေနဲ့လည်းချိတ်ဆက်နိုင်ပါလိမ့်မယ်ကဲ
ဒါဆိုရင်ဒီအပိုင်းနဲ့စမှာမေးခဲ့တဲ့မေးခွန်းစီကိုပြန်သွားကြည့်ကြရအောင်ဟုတ်တယ် AI ဘာသာပြန်တဲ့ကြောင့်အချင်းကုန်သက်သာသွားတာမှနဲ့ဒါမဲ့ဂျဲမပြောခဲ့တယ်လို့ပဲအဲ့ဒီလိုလွယ်ကူမှုတွေကြားထဲမှာတန်ဖိုးအရှိဆုံးဖြစ်တဲ့လူသားအချင်းချင်းရဲ့နားလည်မှုနဲ့လေးစားမှုတွေကိုရောတို့တွေလက်လွတ်ဆုံးရှုံးနေကြပြီလားဒါကတော့တကယ်ကိုစဉ်းစားစရာမေးခွန်းတစ်ခုပါပဲ